အဲ့တော့အခုဒီမှာက IDA 285 ampere လို့ရေးထားတယ်เนาะ IDA ဆိုတာကဘာလဲဆိုရင်ကျွန်တော်တို့ဒီ magnetic conductor ကြီးကဒီတာမန်အခြေအနေမှာတော့250 ampere ပေါ့နော် IE rated current 250 ampere အတွင်းမှာကျွန်တော်တို့အသုံးပြုလို့ရတယ်ဆိုပေမဲ့ဒီ conductor ကြီးဟိုမှာ overload သုံးပြီလို့ပေါ့နော် overload သုံးတယ်ဆိုတာကကျွန်တော်တို့သူနိုင်ဝန်250 ampere ထက်ကိုကျော်ပြီးသုံးမိနေတာမျိုးပေါ့နော်အဲ့လိုသုံးမိနေတယ်နောက်တစ်ခါ short ဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီ short ဖြစ်တဲ့အခါမျိုးမှာဆိုရင်သူ့ရဲ့ coil တွေကပူလာတယ်เนาะပူလာတယ်အဲ့လိုမျိုး overload သုံးပြီးတဲ့အခြေအနေတွေ short ဖြစ်တဲ့အခြေအနေမှာဆိုရင်သူ့ရဲ့ coil တွေက heat တွေတက်လာတယ်ပေါ့နော်အပူတွေတက်လာတယ်အဲ့လိုအခြေအနေမှာဆိုရင်သူပူလာတာနဲ့အမျှ ampere လည်းပို့ပြီးတော့တက်လာတယ်အဲ့လိုတက်လာတဲ့ ampere ကိုအချိန်တိုင်းတာတစ်ခုအတွင်းမှာသူက285 ampere အထိရောက်တဲ့အထိကိုသူကခံနိုင်တယ်เนาะအဲ့ဒါကိုပြောတာသူက250လို့ပြောထားပေမဲ့တကယ်ဒီပူပြီးတော့မှ heat တက်ပြီးတော့မှထိုးတက်လာမယ်ဒီ current ကို285 ampere အထိကိုသူခံနိုင်တယ်ဒါကိုပြောပြတာเนาะအဲ့ဒီတော့ကျွန်တော်တို့ဒီ animation နဲ့ကျွန်တော်ပြကြည့်မယ်เนาะဒီ magnetic conductor ကြီးရဲ့အလုပ်လုပ်ပုံကို animation နဲ့ပြန်ပြီးတော့ပြကြည့်မယ်ဒီကောင်လေးတွေကဒါက power contact เนาะဒါ power contact ဆိုခုနကျွန်တော်ရှင်းပြခဲ့တဲ့အတိုင်းပဲဒီဘက်မှာ line 1 line 2 line 3 phase power ပြီးမယ်ဆိုရင် T1 T2 T3 မှာ3 phase motor ချိန်ပြီးသုံးမယ်ပေါ့เนาะဒါမှမဟုတ်ရင်ဒီ power contact power input ဘက်မှာ line နဲ့ neutral single phase ကိုပြီးမယ်ဆိုရင် T1 T2 T3 ဘက်မှာလည်းကျွန်တော်တို့ single phase line နဲ့ neutral ယူပြီးတော့သုံးမယ်เนาะဒါကခုနပြောခဲ့ပြီးသားကဲအဲ့ဒီတော့ဒီမှာကဒါကိုတွေเนาะဒါ moving part of go ပေါ့เนาะ moving part of go ဆိုတာဒါကိုရဲ့အပေါ်တက်လိုက်အောက်ဆင်းလိုက်ရွေးရှားနေမယ်အပိုင်းပေါ့เนาะနောက်တစ်ခါဒီမှာဒါအောက်ခံကိုပေါ့เนาะဒါကိုတော့ပြီးရင်ဒါက coin ကိုပတ်ထားမယ် coin ပေါ့ပြီးရင်ဒီကဒါ coin ကနေထွက်လာမယ် A1 နဲ့ A2 နှစ်ဆပြီးရင်ဒါ supply เนาะ supply နဲ့ဒီ moving contact ကိုအပေါ်တွန်းထားမယ်ကောင်เนาะအဲ့တော့ဟုတ်ပြီဒီပုံလေးကိုသေချာကြည့်ပြီးတော့ဒါသဘောပေါက်တဲ့အထိပေါ့เนาะသေချာကြည့်ပြီးအဲ့တော့ဒါ moving contact တွေကိုကျွန်တော်ဒီမှာအနီရောင်လေးနဲ့ပြထားတယ်เนาะအနီရောင်လေးနဲ့ပြထားတယ် moving contact ဆိုတာအပေါ်တက်လိုက်အောက်ဆင်းလိုက်ရွေးရှားနေမယ်အပိုင်းပေါ့เนาะအဲ့တော့ A1 နဲ့ A2 ကို power ပေးလိုက်ရင်ဒီကောင်က moving contact တွေကအောက်ကိုဆွဲကတ်မယ်ဆွဲကတ်တဲ့အခါမှာဒီမှာ line 1 နဲ့ line 1မှာရောက်နေတဲ့ line ရဆိုလို့ရှိရင်ဒီ T1 ကနေပြန်ထွက်လာမယ်เนาะအဲ့လိုပဲ line 2မှာရောက်နေရင်လည်း T2 ကနေပြန်ထွက်လာမယ် line 3မှာရောက်ရင်လည်း T3 ကနေပြန်ထွက်လာမယ်ဒါ power contact တွေเนาะ control အတွက်ကကြတော့လေကျွန်တော်တို့ဒီမှာ NONC contact ရှိတယ်เนาะ NO contact ကဒီမှာတာမန်အခြေအနေမှာဆိုရင်ဒီကောင်က73နဲ့14เนาะ73နဲ့14 NO contact เนาะတာမန်အခြေအနေမှာဒီနှစ်ခုက connection မရှိဘူးဒီကောင်ကို power ပေးလိုက်လို့ဒီ magnetic conductor ကြီးကို power ပေးလိုက်လို့ဒီ movement contact အောက်ကိုကျလာတဲ့အခါမှာဆိုရင်ဒီ73နဲ့14က connection ဖြစ်သွားတယ်ဒါ NO contact ပေါ့နော်အဲ့လိုပဲဒီမှာ NC contact ကလည်းသူ့ကို power မပေးခင်မှာဆိုရင်တစ်ဖက်နဲ့တစ်ဖက်က connection ရှိနေတယ်သူ့ကို power ပေးလိုက်ရင်ဒီ movement contact ကလေးကအောက်ကိုကျသွားတဲ့အတွက်တစ်ဖက်နဲ့တစ်ဖက် connection မဖြစ်တော့ဘူးပေါ့နော်အဲ့တော့ဒီမှာခုနကဒီ post button မှာကျွန်တော်တို့လေ့လာခဲ့သလိုပဲပေါ့နော်3နဲ့4နဲ့ဆိုရင် NO 1နဲ့2နဲ့ဆိုရင် NC ပေါ့နော်ဒီရှေ့ကခဏန်းနေပေါ့နော်ရှေ့ကခဏန်းနေဒီမှာ73 14မှာရှေ့က1တို့ဒီ21မှာဆိုရင်ရှေ့က2တို့ပါဆိုလို့ရှိရင်ကျွန်တော် contact တစ်ခုရှိရင်တစ်စုံရှိရင်1လို့တက်လိမ့်မယ် contact နှစ်စုံရှိရင်2လို့တက်လိမ့်မယ်အဲ့ဒါတွေကထည့်ပြီးစဉ်းစားစရာမလိုဘူးဒီနောက်ခဏန်း3နဲ့4နဲ့ဆိုရင် NO 1နဲ့2နဲ့ဆိုရင် NC เนาะဒါလေးကိုမှတ်ထားပြီးပါpost button ကိုကျွန်တော်နှိပ်လိုက်ပြီเนาะ post button နှိပ်လိုက်တဲ့အခါမှာဆိုရင်ဒီ magnetic conductor ရဲ့ coil ကို power ရောက်လာတယ် power ရောက်လာတဲ့အခါမှာဒီ magnetic conductor coil ကပတ်ဝန်းကျင်မှာ magnetic field ဖြစ်လာပြီးတော့မှဒီ magnetic conductor ရဲ့ကိုယ်လုံးမှာ
တန်လိုက်ဖြစ်သွားတယ်တန်လိုက်တက်ဖြစ်သွားတယ်တန်လိုက်တက်ဖြစ်သွားတဲ့အခါမှာဆိုရင်အပေါ်က moving contact အပိုင်းကိုဆွဲကပ်လိုက်တယ်နော်အဲ့လိုဆွဲကပ်လိုက်တဲ့အခါမှာ contact တွေက anode contact တွေဆိုရင်လာထိပါမယ် NC contact ဆိုရင်ပေါ်သွားမယ်နော် power contact တွေကလည်း anode contact တွေပဲနော်ဒါဆိုရင်ကျွန်တော်ပြန်လွှတ်လိုက်တဲ့အခါမှာဆိုရင်ပြန်ပါသွားပြီနော်အခုပြခဲ့တဲ့ animation ကိုမြင်မယ်ထင်တယ်နော်ဒါဆိုရင်သူ့ရဲ့အလုပ်လုပ်ပုံတွေကိုကျွန်တော်တို့ကြည့်လိုက်ရတဲ့အခါမှာပို့ပြီးတော့နားလည်သွားမယ်လို့ယူဆတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာတစ်ခုပြောဖို့ရှိသေးတယ်ဒီ power contact မှာသုံးမယ် power contact မှာဝင်ရမယ်ဒီ motor တွေကိုပေါ့နော် motor တွေကိုသုံးတဲ့အခါမှာဒါမှမဟုတ် heater တွေကိုသုံးတဲ့အခါမှာကျွန်တော်တို့ IE တန်ဖိုးကြည့်ပြီးတော့ကျွန်တော်ရွေးချယ်ပြီးတော့သုံးရတယ်ဟုတ်တယ်နော်အဲ့ဒီတော့အဲ့ရွေးချယ်ထားတဲ့ IE တန်ဖိုးဆိုတာကဒီ power contact ဒီမှာပဲသူကခံနိုင်တာအဲ့ဒါကိုကျွန်တော်တို့ကဒီ power contact မှာမသုံးဘဲနဲ့ဒီ control မှာလာပြီးတော့သုံးမယ်ဆိုလို့ရှိရင်ဒီ contact တွေကခံနိုင်မှာမဟုတ်ဘူးเนาะဒီ control contact တွေအတွက်ကိုကျွန်တော်တို့ကထည့်ပြီးတော့စဉ်းစားစရာမလိုဘူး control contact တွေကဆိုရင် 5A နဲ့ 10A ခြားပဲခံနိုင်တယ်เนาะခုနကကျွန်တော်တို့ IE တန်ဖိုး 250A ဆိုတာကဒီ line 1 line 2 line 3ဝင်ရမယ်ဒီငုတ်တွေပေါ့เนาะဒီငုတ်3ခုပဲအဲ့ဒီ contact 3ခုပဲ3စုံပဲသူကခံနိုင်တာဒီငုတ်နဲ့မဆိုင်ဘူးเนาะဒီ73 14တို့21 22တို့ဆိုတဲ့ဒီ control point တွေနဲ့မဆိုင်တော့ဘူးเนาะဟုတ်ပြီအဲဆိုရင်ဒီ magnetic conductor အကြောင်းကိုကောင်းကောင်းနားလည်ပြီလို့ထင်တယ်အဲဒီတော့နောက်သင်ခန်းစာမှာဆိုရင်ဒီ magnetic conductor တွေနဲ့ post pattern တွေနဲ့ချိတ်ဆက်ပြီးတော့မှဘယ်လို control လုပ်မယ်ဆိုတာကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြသွားမယ်အားလုံးကိုကျေးဇူးတင်ပါတယ်